လောကလူတွေရထားတာဟာဒုက္ခသစ္စာဒုက္ခဆိုတဲ့အမှန်တရားဒုက္ခဆိုတာအမှန်ပဲရထားတာဒုက္ခကိုရထားတယ်ဒီဒုက္ခဟာလူမျိုးတစ်မျိုးသာရတာလားဘာသာဝင်တဦးသာဘာသာတချို့ဘာသာဝင်သာရတာလားတချို့ဘာသာဝင်တွေမရဘူးလားသက်ရှိတတ္တဝါတွေထဲမှာလူသားတွေသာရတာလားတိရစ္ဆာန်တွေမရဘူးလားရေတတ္တဝါတွေမရဘူးလားကုန်းတတ္တဝါတွေသာရတာလားလို့ဆိုမြည်သည့်တတ္တဝါပဲဖြစ်ဖြစ်ဟောဒုက္ခအတူတူပဲနော်အားလုံးအတူတူပဲအဲ့ဒီဒါကြောင့်မို့လို့ဒီ problem ဟာဘယ်တတ္တဝါပဲဖြစ်ဖြစ်ရေတတ္တဝါလည်းတဖြည်းဖြည်းအိုးလာတာကုန်းတတ္တဝါလည်းတဖြည်းဖြည်းအိုးလာနောက်ဆုံးသိတယ်ဘယ်အရာပဲဖြစ်ဖြစ်တဖြည်းဖြည်းတရွေ့ရွေ့နဲ့အပြစ်ဘက်ကိုပြောင်းလဲနေတယ်ဆိုတဲ့ဒီနိယာမကြီးကိုကျော်လွှားနိုင်တာတရားတတ္တဝါတဦးမှမရှိဘူးမရှိသည့်အတွက်ကြောင့်ဒီနိယာမကြီးဟာလုံးဝမှန်ကန်တယ်လို့ဒီလိုပြောဒါကြောင့်မို့သစ္စာဆိုတာမှန်တယ်ပြောတာနော်အလွဲမရှိဘူးလွဲသွားတယ်ဆိုတာမရှိဘူးလေတကယ်မှန်တာပဲတဏှာထဲမှာရှိတဲ့ပုဂ္ဂိုလ်ရဲ့တဘာဝအခြေအနေကိုခြုံမိငုံမိအောင်ပြောမယ်လို့ဆိုရင်ဒုက္ခလို့ပြောစရာမှတပါဘာမှမရှိဘူးဘာမှမရှိဘူးအလုံးဟာတဏှာထဲမှာဖြစ်နေတာတွေဒုက္ခပဲနောက်ဆုံးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဒုက္ခံအရိယသစ္စာအရိယသူတော်စင်တွေသတ်မှတ်ပြီးတော့သိတဲ့အသိဉာဏ်နဲ့သိတဲ့အမှန်တရားဆိုတာဒါနံပါတ်1ဒုက္ခပဲဘာပဲဖြစ်ဖြစ်လောကမှာဖြစ်လာသမျှအရာတွေဟာအကြောင်းမဲ့မဖြစ်နိုင်ဘူးအကြောင်းဆိုတာရှိတယ်အဲ့ဒါလို့အကြောင်းကိုရှာလိုက်တဲ့အခါကျတော့အကြောင်းရှာတဲ့အခါမှာမတူညီသောအကြောင်းတွေကိုထုတ်ပြလေးရှိကြတယ်လူတွေခံစားနေတဲ့ဒုက္ခဒုက္ခဘယ်သူလှုပ်ထားလဲလို့အကြောင်းကိုရှာတဲ့အခါကျတချို့ကသူ့ဟာသူလှုပ်ထားလို့ဒီလိုအကြောင်းတစ်ခုကိုရှာပြနောက်တစ်ခုကတော့သူ့ဟာသူလှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတယံကာရကိုယ်တိုင်လှုပ်တယ်နောက်တစ်ခုကဒါကိုလက်ခံလားဆိုတော့လက်မခံဘူးသူကဘာပြောတော့ဆိုပရံကာရသူလှုပ်တာမဟုတ်ဘူးတခြားသူကလှုပ်တာလူတွေခံစားနေရတဲ့ဒုက္ခဒုက္ခဘယ်သူလှုပ်တာသူများလှုပ်တာသူများဆိုတာဘယ်သူတုံးဆိုဖန်ဆင်းရှင်ပေါ့ဖန်ဆင်းရှင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကြတာသူတို့ဘဝကြုံတွေ့ရသမျှဟာပရံကာရထာဝရဘုရားသခင်ကြီးကလှုပ်ထားတယ်လို့ဒီလိုပဲယူဆအဲ့ဒါပရံကာရလို့ခေါ်တယ်တချို့ကြတော့အဲ့ဒီနှစ်ခုကိုဘယ်ဟာမှရေရာလက်ခံနှစ်ခုစလုံးကိုလက်ခံတာလည်းရှိတချို့ကတော့ကိုယ်တိုင်လှုပ်တာတချို့ကဘုရားသခင်ကလှုပ်တာသူတစ်ပါးကလှုပ်တာဆိုတယံကာရံစပယံကာရံစဆိုနှစ်ခုစလုံးလက်ခံတဲ့ပုဂ္ဂိုလ်မျိုးကလည်းရှိဟောနောက်နံပါတ်4ကြတော့နံပါတ်4ပုဂ္ဂိုလ်ကနှစ်ခုလုံးကိုညင်းလိုက်တယ်တယံကာရကိုယ်တိုင်လှုပ်တာလည်းမဟုတ်ဘူးပရံကာရဘုရားသခင်သူတစ်ပါးလှုပ်ပြီးတာလည်းမဟုတ်ဘူးဘာကြောင့်ဖြစ်တယ်ဆိုအဋိစ္စသမုပ္ပန္နမသိနိုင်တဲ့အကြောင်းပဲသူ့ဟာသူဖြစ်ခြင်းလို့ဖြစ်လာတာ accidental လို့ခေါ်တယ်သူ့ဟာသူဖြစ်ခြင်းလို့ဖြစ်လာတာလို့ဒီလိုပြောတာအဲ့ဒါလို့အကြောင်းတရားရှာပြီးတော့ထုတ်ပြောနေတာဟာတဦးနဲ့တဦးမတူဘူးမတူသောကြောင့်နံပါတ်1တယံကာရကိုအမှန်လို့ယူမယ်ဆိုရင်နံပါတ်2နံပါတ်3နံပါတ်4အမှားဖြစ်သွားတယ်အမှန်ဆိုတာတစ်ခုပဲဖြစ်မှာပဲလေဟိုကလည်းမှန်တယ်ဒါလည်းမှန်တယ်ဆိုရင်စကားနှစ်ခုကတူညီရမယ်ဥပမာပဲဆိုတော့ဒီလူဘယ်ကလာတာတော့ဆိုတယောက်ကပြောတယ်အရှိကလာတာဟိုတယောက်ကျတော့ဘယ်ကမဟုတ်တောင်ကလာဟိုတယောက်ကျတော့အနောက်ကလာတယ်ဆိုစကားချင်းကကွဲလွဲမှုတွေရှိအဲ့ဒါလိုပဲအမှန်တရားတစ်ခုကိုအမှန်လို့ပြောလိုက်ရင်ကျန်တာအမှားပဲဖြစ်သွားအဲ့တော့တယံကာရဆိုတာလဲ
ပရံကာရတို့ကအမှန်မခေါ်ပြန်ဘူးပရံကာရကလည်းတရားကာရအမှန်မခေါ်ပြန်ဘူးဆိုတော့ဘယ်သူအမှန်လဲဆိုတာဆုံးဖြတ်ဖို့ရခက်သွားပြန်ဒါကြောင့်မို့လို့အဲ့ဒါလို့အကြောင်းတရားတွေတခုမှမှန်ကန်မှုမရှိဘူးမြတ်စွာဘုရားကပဋိစ္စသမုပ္ပါဒ်မှာအကြောင်းကိုရှာပြထားတယ်သူလှုပ်တယ်ကိုလှုပ်တယ်တော့မဟုတ်သူရောကိုရောပေါင်းဆက်ပြီးတော့လှုပ်တယ်ဘယ်သူမှမလှုပ်ဘူးအကြောင်းမဲ့ဖြစ်တယ်ဆိုတဲ့အချက်တွေတခုမှမမှန်ဘူးမှန်ကန်တဲ့အကြောင်းကတော့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံဆိုပရိစ္ဆေသမုပ္ပါဒ်ဟောခဲ့တာပဲလေပရိစ္ဆေသမုပ္ပါဒ်ကြီးကိုဟောတာကြတယ်ဒုက္ခသမုဒယကိုအကျယ်ဟောတာအကျဉ်းချုပ်ပြီးတော့ပြောလိုက်တဲ့အခါဒီဒုက္ခဟာဘာကြောင့်ဖြစ်နေတာလဲဆိုတော့လူခြင်းတဲ့တဏှာတတ်မဲ့တဲ့တဏှာတွေ့တာတဲ့တဏှာကြောင့်ဖြစ်နေတာဟုတ်တာပေါ့ဘယ်သူပဲဖြစ်ဖြစ်ကိုယ်ဘဝလေးကိုကျင့်တတ်နေတာကျင့်တတ်နေသည့်အတွက်ကြောင့်နောက်ဒါမျိုးလူခြင်းအောင်မလားဆိုလူခြင်းမှာပဲလူခြင်းနေအောင်မှာပဲအဲ့တော့လူချင်းနေသေးတဲ့တဏှာဘဝပေါ်မှာတွေ့တာနေမှုဆိုတဲ့ဒီတဏှာရှိနေသေးသမျှကာလပတ်လုံးဒီဒုက္ခတွေလာနေအောင်ပါပဲမြတ်စွာဘုရားကတဏှာကိုအဓိကထားပြီးတော့ဒုက္ခသမုဒယလို့ဟောတာတဏှာတစ်ခုတည်းသာဒုက္ခသမုဒယလို့တော့ဒီလိုမမှတ်နဲ့သုတ်တန်တစ်ခုမှာမြတ်စွာဘုရားကကတမံစဘိက္ခွေဒုက္ခသမုဒယောအရိယသစ္စာလို့မေခွန်းထုတ်ပြီးတော့ဒုက္ခသမုဒယအရိယသစ္စာဆိုတာဘာလဲဆိုပြီးတော့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ဆိုပရိစ္ဆေသမုပ္ပါဒ်ကြီးကိုဟောထားတာအဲ့တော့တဏှာဆိုတာကိုပြောတာဘာကြောင့်ပြောပဋ္ဌာနစကားလို့ခေါ်တယ်ဒါလောကလူတွေဟာစကားကိုဘယ်တော့မှကိုယ်အောင်မပြောလူတွေစကားကိုယ်အောင်မပြောဘူးအဓိကတစ်ခုကိုပဲပြောတယ်ကြည့်လေနေ့စဉ်ပြောတဲ့စကားထဲမှာပဲဟေးဘာလို့နေတုံးဆိုရင်ဘယ်လိုပြောထမင်းစားနေတယ်ဒါဖြင့်ထမင်းနဲ့စားတာလားဟင်းမပါဘူးလားလို့မေးเสียလို့သေးရဲ့ထမင်းစားတယ်ဆိုထမင်းမယ်ခေါင်းတက်ပြောလိုက်တာသူစားရင်ဟင်းနဲ့စားမှာပေါ့ဒီလိုပဲလေတခုပဲပြောဘာဟင်းချက်တုံးဆိုကြက်သားဟင်းနဲ့ဒါပေမဲ့ကြက်သားတစ်ခုတည်းချက်ထားလားလို့ဆိုဘယ်မှအဲ့ထက်မှကြက်သွန်လဲပါမယ်စီလဲပါမယ်ဆန်းအများကြီးပါတယ်လေသို့တော့အဲ့ဒါတွေမပြောဘူးလေတခုပဲပြောတယ်အဲ့ဒါကိုပဓာနလို့ခေါ်တယ်ကြက်သားဟင်းလို့ပြောလိုက်တာ ਨੇ ကြက်သားအဓိကကြတယ်ကြက်သားကိုပဲပြောတယ်ဝက်သားဟင်းဆိုတာလဲဝက်သားအဓိကကြလို့ပြောတာတခြားဟာတွေမပါဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒါလိုပဲဒုက္ခသမုဒယောအရိယသစ္စာဆိုတာယောတတ္တယေဝတဏှာယအတ္တိတဝိရာကယောယာယံတဏှာပေါနုဘဝိကာဘဝတည်းကိုဖြစ်စေတဲ့တဏှာလို့ပြောလိုက်တာဟာအဝိဇ္ဇာတို့မပါဘူးလားဥပါဒဏ်တွေမပါဘူးလားကံတွေသင်္ခါရတွေမပါဘူးလားဥပါဒဏ်တွေမပါဘူးလားမဟုတ်အကုန်လုံးပါအကြောင်းတရားမှန်တယ်ဗျအကုန်ပါဒီလိုနားလည်ရတယ်နော်ထမင်းစားတယ်ဆိုတာဟင်းနဲ့စားတယ်ဆိုတာနားလည်ဒီမှာလည်းပဲတဏှာလို့ပြောလိုက်တာ ਨੇ ဒုက္ခကိုထုတ်လုပ်တာတဏှာလို့ပြောလိုက်တာ ਨੇ ဉာဏ်တွေလည်းပူပေါင်းတယ်ဆိုတာထင်ရှားတယ်နော်အဲ့လိုနားလည်ရကဲတန်တရားကြီးထဲမှာကြည့်ဘယ်လူမျိုးပဲဖြစ်ဖြစ်တဏှာရှိသလားမရှိဘူးလားစဉ်းစားကြည့်လေလူတိုင်းတွေ့တာမှုလေးတွေရှိကြတာမရှိတဲ့လူမျိုးဆိုတာမရှိဘူးလူတွေမပြောနဲ့တိရစ္ဆာန်တွေလည်းတွေ့တာပဲအားလုံးတ attva တွေဟာအတွေ့အတာနဲ့နေကြတယ်အဲ့ဒီအတွေ့အတာလေးတွေကြောင့်မို့လို့ဒုက္ခဆိုတာရရှိနေတယ်ဆိုတဲ့ဒီစကားဟာလည်းလွန်ခဲ့တဲ့နှစ်ပေါင်း2500သာမှန်ပြီးတော့ဒီကနေ့ဒုက္ခရနေတာတွေ့တာချင်းကြောင့်ရတာမဟုတ်ပါဘူးလို့ဘယ်သူပြော ever true အမြဲတမ်းမှန်ကန်နေတယ်မြတ်စွာဘုရားဟောတယ်တရားဒါကြောင့်မို့ဒုက္ခသမုဒယတန်တရားကြီးကိုရှင်းပြတဲ့အခါမြတ်စွာဘုရားဒုက္ခဆိုတဲ့ဒုဘဝရနေတဲ့ခန္ဓာ၅ပါးဟာတဏှာကြောင့်ရတယ်လို့မှန်ကန်တဲ့အကြောင်းတစ်ခုပြောပြဟောလိုက်အဲ့တော့ဘာကိုဆိုလိုတာတော့ဆိုဒ
ထာဝရဘုရားဖန်ဆင်းလို့ဖြစ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ reject လုပ်ပြီးသားဖြစ်သွားတဏှာဟာထာဝရဘုရားမဟုတ်ဘူးတကုရှင်မဟုတ်ဘူးကောင်းကင်ဘုံကဆင်းလာတာမဟုတ်ဘူးဘယ်မှာရှိကိုယ့်ရင်ထဲမှာဖြစ်တာနော်ကိုယ်စိတ်ထဲမှာဖြစ်တာလိုချင်တာကိုယ်စိတ်ထဲမှာဖြစ်အဲ့ဒါကြောင့်မလို့ဒုက္ခဆိုတာလေကိုယ်တဏ္ဍာမှာပဲရှိတယ်ဒုက္ခသမုဒယတဏှာဆိုတာလေကိုယ်ရင်ထဲမှာဖြစ်တယ်ဖြည့်ရှင်းမှုအမတန်ခက်လာတဲ့အကြောင်းတရားနဲ့အကျိုးတရားဒီသစ္စာနှစ်ပါးရင်ထဲမှာပဲရှိတယ်ဒီလိုဆိုအဲ့ဒီတရားနှစ်ခုဟာ ever true အမြဲမှန်နေတယ်ဘယ်ခေတ်ရောက်ရောက်ဒီတရားနှစ်ခုကမှန်ပါပဲဒါဖြင့်ကောင်းပြီဒုက္ခရှိတာတော့ဟုတ်ပြီအဲ့ဒီဒုက္ခရဲ့ထာဝရငြိမ်းတဲ့အငြိမ်းရောရှိသလားလို့ဆိုရှိဒီလိုဆိုလို့ထာဝရငြိမ်းတဲ့အငြိမ်းရှိအကြောင်းတရားကိုဖယ်ရှားလိုက်လို့ရှိရင်ဒီဒုက္ခဆာမလာသည့်အတွက်ကြောင့်ဒုက္ခនិရောဓဒုက္ခလုံးဝချုပ်ငြိမ်းသွားတဲ့တရားဆိုတာရှိတယ်အဲ့ဒါကိုပဲဘုရားဘာသာမြတ်စွာဘုရားကនិရောဓနိဗ္ဗာန်ကိုនិရောဓလို့ဒီလိုသတ်မှတ်တယ်အဲ့တော့နိဗ္ဗာန်လို့ပြောနေတဲ့အခါမှာဒုက္ခនិရောဓလို့ပြောလိုက်တဲ့ဖြစ်နိဗ္ဗာန်ဆိုတာဒုက္ခလို့ခေါ်ထားတဲ့ခန္ဓာ၅ပါးမရှိဘူးဆိုတာအမှန်တမ်းထင်ရှားခန္ဓာ၅ပါးမရှိတော့ဘူးဆိုမှဒီဒုက္ခကငြိမ်းပါလေခန္ဓာ၅ပါးရှိနေရင်ခေါဏကအိုခြင်းဆင်းရဲသိခြင်းဆင်းရဲတောကပရိဒေဝဒုက္ခဒေါမနတဒါတွေအကုန်လာနေမှာပဲလေအကုန်လာနေမှာအဲ့တော့ဒီခန္ဓာ၅ပါးမရှိတော့ဘူးဆိုတဲ့အခါမှာဒါတွေမလာတော့ဒီလိုဆိုလို့အဲ့ဒါဒုက္ခនិရောဓဒါဖြင့်ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုသိနိုင်တဲ့နိလန်ရောရှိရမယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေကအကြောင်းနဲ့အကျိုးနဲ့ယုံရမယ့်ဟာမဟုတ်ဘူးသိရမယ်နော်တခြားဘာသာတွေကယုံရတာတွေကြည့်ပဲကောင်းကင်ဘုံကြီးရှိတယ်ထာဝရဘုရားသခင်ကိုရောမြတ်ကိုကိုးကွယ်ပြီးတော့ဘုရားသခင်စကားနားထောင်လို့ရှိရင်သိသည်အချမဲ့မှာကောင်းကင်ဘုံရောက်တယ်ထာဝရကောင်းကင်ဘုံကိုဘုရားသခင်ကခေါ်လိုက်တယ်ဘုသူအာမခံဘုသူသိတော့ဘုသူကလည်းအာမမခံဘူးဘုသူကလည်းမသိဘူးယုံတာတက်တက်ပဲနော်ယုံကျင်တဲ့လူကယုံဖို့တက်တက်ပဲအသိဉာဏ်နဲ့သိနိုင်တယ်လားကျင့်နိုင်တဲ့နိလန်ရှိတယ်လားအဲ့ဒီကောင်းကင်ဘုံကိုသိနိုင်တဲ့နိလန်ရှိတယ်လားမရှိဘူးဘုရားဘာသာမှာအတာမျိုးမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ထဲမှာတန်ဒိဋ္ဌိကိုကိုယ်တိုင်သိနိုင်တယ်လို့ဟောတာဘုရားကငါတကားယုံညလို့ပြောတာမျိုးမတန်ရှားတာကျင့်ကြံကြုတ်ကိုအထောက်ကြရမယ်ဒါလို့ရင်ဒါဖြစ်မယ်ဒါပဲဟောတာဘုရားငါနဲ့အတူရှိနေချမ်းသာဒုက္ခရလိမ့်မယ်အခါမဟုတ်အမှန်တရားသိဖို့ပဲဟောတာဟုတ်တယ်လေလူဆိုတာ individual ပဲညဝေခံစားလို့မှရမှာမရအပေါ်ယံကိစ္စတွေတော့ရကောင်းရလိမ့်တကယ်အရေးကြီးတဲ့ကိစ္စရမှာမရအော်အမေကြီးကအသက်ကြီးသွားပြီငါအမေအိုးနေပြီတုံတုံချစ်ချစ်ဖြစ်နေအမေရဲ့အိုးလေးကိုသမီးနည်းနည်းပေးထားအမေကပြန်ပြီးတော့နုနုပြုတ်ပြုတ်လေးဖြစ်အောင်ဆိုပြီးသမီးကသူ့ရဲ့နုပြုတ်မှုကိုအမေနဲ့ share လုပ်လို့ရပါမယ်မရဘူးနော်ကိုဟာကိုပဲဘယ်လောက်ချစ်ချစ် share လုပ်လို့မရဘူးဒါတွေကဒီပြဟာတွေတော့ share လုပ်လို့ရတာပေါ့ကိုရှိတဲ့ပတ်စံခွဲပေးလို့ရတယ်ထမင်းစားရင်ခွဲပေးရတယ်မုံလေးချမ်းပေးလို့ရတယ်သို့တော့အိုရာကိုခွဲချမ်းလို့မရဘူးနုပြိုတာကိုလည်းခွဲချမ်းပေးလို့မရဘူးတခြားတွေခွဲမပေးလို့မရတာတွေအများကြီးပဲဘာမှမတတ်နိုင်ဘူးဘာမှမတတ်နိုင်ဘူးအိုရာလည်းမတတ်နိုင်ဘူးနာတာလည်းမတတ်နိုင်ဘူးသေတာလည်းမတတ်နိုင်ဘူးငိုယုံမှတပါဘာမှမတတ်နိုင်ဘူးဒီလိုပဲငိုတာဟာသူ့အတွက်အကျိုးမရှိဘူးလေကိုယ့်အတွက်လည်းစိတ်ဆင်းရဲတာပဲလေဘာအကျိုးဖြစ်ဘာမှအကျိုးမဖြစ်ဘူးကိုယ်ပါတတ်နိုင်ဘာမှမတတ်နိုင်ဘာမှမတတ်နိုင်ဘူးဆိုတာအမှန်တန်ထင်ရှားရဲ့တန်နဲ့တတ်နိုင်တယ်လို့ထင်နေရင်ဒါမိုက်တာ
ဒါကြောင့်မို့လို့အမှန်တရားဆိုတာစဉ်းစားဉာဏ်ရှိမှလူဘဝရလာတဲ့အခါမှာအမှတ်တမဲ့မနေရဘုရားသာသနာနဲ့ကြုံတွေ့တဲ့အခါမှာကိုယ့်ဘဝလေးတောင်ကိုမှန်မှန်ကန်ကန်မတွေးတတ်ဘူးမစဉ်းစားတတ်ဘူးဆိုအမှတ်တမဲ့ဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်အမှတ်တမဲ့နေအမှတ်တမဲ့နေလို့ရှိရင်အသိဉာဏ်ဆိုတာမလားအသိဉာဏ်မဖြစ်ဘူးတကယ်ဆင်ញင်တုံတရားနဲ့တတိနဲ့တမ္ပဇဉ္ညာတတိဆိုတာကိုယ်ဘာတွေဖြစ်နေတယ်ဆိုတာအာယုံဆိုင်တမ္ပဇဉ္ညာဆိုတာဆင်ញင်တုံတရားအကြောင်းအကျိုးဆင်ញင်တယ်အဲ့ဒီတတိတမ္ပဇဉ္ညာလက်လွတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တဘဝသာဆုံးသွားရင်ဘာမှမသိလိုက်ပြီးအောင်ဒီလိုဖြစ်တတ်တယ်ဒါကြောင့်မလို့ဒုက္ခនិရောဓလို့ခေါ်တယ်ဒီဒုက္ခတွေအဆုံးသတ်ခြင်းဘာလို့อ่ะဒုက္ခនិရောဓဂ ामि နိပฏิပဒါလို့ဆိုတဲ့အကျင့်တရားမြတ်စွာဘုရားဟောတာဒီလမ်းကြောင်းကသွားဒီလမ်းကြောင်းကသွားဆိုတော့အပြင်လမ်းကိုလျှောက်ခိုင်းတာမဟုတ်ဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဘာလို့อ่ะတမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်အောင်အသိဉာဏ်ကိုတည်ဆောက်အောင်အသိဉာဏ်တင်ဆောက်လို့ရှိရင်ဘာတွေလိုအပ်တယ်လဲတမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောပေးရဟောစဉ်းစားခြင်းနဲ့ဆင်ញင်တွေးတောခြင်းဟာအသိဉာဏ်ကိုပွင့်လန်းစေတယ်လူတွေကပြောကြတယ်လေသင်္ကာတွေးတောတယ်တွေးခေါ်မျှော်မြင်တွေးတယ်ဆိုတာတမ္မာသင်္ကပ္ပအမှန်တွေးတာရှိတယ်အမှားတွေးတာရှိတယ်အမှန်တွေးတတ်ဖို့လိုအဲ့တော့အမှန်ကန်တွေးပြီဆိုတဲ့အခါမှာအမှန်မြင်တာပဲသိပ္ပံဆရာကြီးတူကမှန်တဲ့လမ်းကြောင်းလေးကိုသူနည်းနည်းတွေးတတ်ဘလို့တွေးလဲသင်ဟာမြည်တယ်နှစ်ခါဆင်းပြီးတော့ရေမချိုးနိုင်ဘူးသူကဘာကိုတတိထားမိတယ်လဲဆိုမြည်ရည်ဆိုတာသာဝရစီးသွားနေတာပထမတစ်ခါဆင်းလိုက်တဲ့မြည်ရည်ကုန်းပေါ်ပြန်တက်လာတာနဲ့တပြိုင်နက်သူဆင်းတဲ့မြည်ရည်ရွေ့သွားတယ်နောက်စီးလာတာနောက်ရည်ဖြစ်ပြီဒါကြောင့်မို့ပထမရည်ကိုထပ်ချိုးလို့မရဘူးလို့ဒီလိုပြောတာနော်သူကအဲ့ဒါတွေမြင်တာဒီရေချိုးတဲ့လူရဲ့ခန္ဓာကိုယ်ကလည်းခုနတုန်းကချိုးတဲ့ခန္ဓာမဟုတ်တော့ဘူးကော်ပီဖြစ်သွားတယ်ခုနဟာကပြောင်းသွားပြီလေမြတ်စွာဘုရားကြတော့အဲ့ဒါကိုပါမြင်နှစ်ခုစလုံးမြင်မြည်ရည်သာစီးတာမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ယုံ nant တာလည်းစီးသွားပြောင်းသွားပြီအခုတရားနာပိဋကတ်တွေတရားမနာလာတော့ကယုတ်တိနံနေမရှိတော့ဘူးခုကနောက်ထပ်ဖြစ်နေတဲ့အရာတွေသာရှိအမြဲတမ်းပြောင်းနေတယ်ဆိုတာတတိထားအသက်ရှူတာပဲကြည့်လေအသက်ရှူတာကိုကောင်းတင်းလောက်ထားကြည့်ရည်ထားတဏှာရောက်ရင်အိမ်ပြန်ရောက်ရင်ကြည့်ရည်ထားတရားနာပြီးတဲ့အခါအိမ်ပြန်တဲ့အခါမှာရည်ထား1 2 3 4ရည်ထားမယ်ဆိုလို့ရှိရင်အိမ်ပြန်ရောက်တဲ့အသက်ရှူတာဟာဥပမာ900ဖြစ်ခြင်းဖြစ်မယ်ဝေးရင်ဝေးတယ်လို့400ဖြစ်ခြင်းဖြစ်ဟောတရားနာတော့ကတရားနာပြီးခါစားတော့ရည်လိုက်တာက1အဲ့ဒီ1ပဲရောက်သွားတော့မရှိတော့ဘူးမရှိတော့အဲ့ဒီအသက်ရှူမှုတွေဟာရှေ့ပိုင်းကပျောက်သွားသလိုဂျန်တဲ့ယုတ်တိနံနေလဲဒီလိုပဲပျောက်နေတယ်ဆိုတာတတိထားပြီးတော့ဆင်ញင်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုတွေးတာတမ္မာသင်္ကပ္ပအတိညာဏ်ကိုဖြစ်ပွားစေတယ်ကဲအသိဉာဏ်ဖြစ်ပွားဖို့မှန်မှန်ကန်ကန်တွေးပြီးဆိုရင်မှန်မှန်ကန်ကန်မြင်လိုက်မယ်အဲ့ဒါလို့မြင်ဖို့တွေးဖို့အတွက်ဘာတွေလိုအပ်တုံးဆိုတော့မှန်ကန်စွာပြောဆိုခြင်းမှန်ကန်စွာပြုလုပ်ခြင်းသူဆိုင်လုပ်ငန်းနဲ့အသက်မွေးခြင်းလို့ဆိုရင်မှန်ကန်စွာအသက်မွေးမှုဆိုကိုချင်းတရားရှိရတယ်ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်ဟာစဉ်းစားလိုက်ပြီဆိုတာနဲ့ဘာကအရင်ထွက်လာတော့သူမဟုတ်တာလှုပ်ထားတာကအရင်ထွက်လာတဲ့အတွက်ကြောင့်စိတ်တည်ငြိမ်မှုကိုတော့မရဘူးဒီလိုဆိုလိုတာနော်စိတ်တည်ငြိမ်မှုကိုမရဘူးသီလရှိမှစိတ်တည်ငြိမ်မှုကိုရ morality ကိုမြတ်စွာဘုရားကအလကားဟောတာမဟုတ်ဘူးစိတ်တည်ငြိမ်မှုရဖို့ရတယ်ဆိုပါစို့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကသူ့ကိုယ်သူပြန်တွေးလိုက်တာနဲ့တပြိုင်နက်သူ့ကိုယ်သူလူတော်လူကောင်းဆိုသိကိုယ့်ကိုသိတယ်လေကိုယ်အကြောင်းကိုယ်အသိဆုံးသိတဲ့အခါကျတော့ဘာဖြစ်စိတ်နှလုံးကြည်လင်တယ်ကြည်လင်တော့ဝမ်းမြောက်တယ်ဝမ်းမြောက်တော့ပီတိဖြစ်တယ်ပီတိဖြစ်တော့
ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းတော့စိတ်ချမ်းသာကိုယ်ချမ်းသာစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့အခါမှာစိတ်ကလေးကတည်ငြိမ်မှုရတယ်တည်ငြိမ်မှုဆိုတာတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိရှိမှယထာဝုဒ္ဒဉာဏတတနာအမှန်မြင်ဆိုတာလားဒါကမရှောင်လွဲနိုင်တဲ့အကြောင်းအကျိုးဆင်ဆက်ပဲဒါကြောင့်မလို့မဂ္ဂင်7ပါးထဲမှာ morality ဆိုတာထည့်ထားတာအလကားထည့်တာမဟုတ်ဘူးကဲကောင်းပြီကိုချင်းသီလပြေဝဖို့အတွက်ဘာလို့လဲလို့ဆိုတမ္မာဝါယာမမှန်မှန်ကန်ကန်ကြိုးစားအထောက်ရမှန်မှန်ကန်ကန်ကြိုးစားအထောက်တယ်ဆိုတာဘယ်လိုမှလဲအယောင်းဝယ်ကိစ္စတွေကြိုးစားတာလားအိမ်မှုလုပ်ငန်းတွေကြိုးစားတာဒီလိုမဟုတ်ဘူးမိမိရဲ့စိတ်အစဉ်မှာအကုသိုလ်တွေမဖြစ်အောင်စောင့်စည်းဖို့ကြိုးစားတယ်ဒါနံပါတ်1မတော်တဆဖြစ်လာလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုအဲ့ဒီကြိုးပမ်းအထောက်မှု4ရပ်ကိုတမ္မာဝါယာမလို့ခေါ်တာအဲ့ဒီ4ရပ်နဲ့ကြိုးစားမှအသိဉာဏ်အမှန်မြင်မှာဖြစ်တယ်ဩကြိုးစားပြီဆိုတဲ့အခါဘာလို့လဲဆိုရင်တတိရှိဖို့လို့တမ္မာတတိကြိုးစားပြီဆိုတဲ့အခါစိတ်တည်ငြိမ်မှအမှန်ရောက်တယ်စိတ်တည်ငြိမ်မှုကင်းမဲ့လို့ရှိရင်အမှန်မရောက်နိုင်ဘူးဒါကြောင့်မို့တမ္မာသမာဓိသမာဓိရှိမှပညာဖြစ်တယ်ဟောပေါင်းလိုက်တဲ့ဘဂ္ဂင်7ပါးဆိုတာဟာလည်းပဲနောက်ဆုံးမှာတမ္မာဒိဋ္ဌိလို့ဆိုတယ်အမှန်မြင်မှုတဲ့အဲ့ဒီကိုရောက်သွားတာပဲအဲ့ဒါလို့အမှန်မြင်မှုနဲ့ပြည့်စုံပြီဆိုတဲ့အခါကျမှအသိဉာဏ်နဲ့ဉာဏ်တွေကအသိဉာဏ်ကိုအားပေးလိုက်လို့အမှန်မြင်ပြီဆိုတဲ့အခါကျတော့မှဘုန်းကြီးတို့တွေကလမ်းမှန်ကိုရောက်တာ။အော်ဒီလိုသိမှဒုက္ခဆိုတာလဲနားလဲတယ်။ဒုက္ခရဲ့ဖြစ်ကြောင်းသမုဒယဆိုတာလဲနားလဲတယ်။ဒုက္ခនិရောဓဆိုတာကိုလဲနားလဲတယ်။ထို့ဒုက္ခនិရောဓမျက်မှောက်ပြုရတယ်ဆိုတာလဲနားလဲတယ်။တကယ်တော့သစ္စာ၄ပါးဟာဝိပဿနာကျင့်စဉ်တစ်ခုကိုအချင်းချုပ်ပေါ်ပြတာ။ဘာလုပ်ရမလဲဆိုတာဘုရားတရားတော်တွေမှာအတိအလင်းပြောတယ်ဆိုလိုတာက apply လုပ်တယ်လို့ခေါ်တယ်တခြားဘာသာမှာ apply လုပ်ဖို့ဆိုတာမတမ်းမှခဲ့ဒီမှာ apply လုပ်တဲ့နည်းကိုတေချာပြတာနော်ဘာလုပ်ရကမ္မထာအထုတ်ခြင်းနဲ့ဒီပြောတော့ဘာလုပ်ရမလဲဆိုမေဃသစ္စာနဲ့ဒုက္ခသစ္စာကိုမြင်အောင်ကြည့်တာအလုပ်လုပ်တဲ့အခါမှာကိုယ်တဏ္ဍာမှာမေဃသစ္စာရှိရအဲ့ဒီမေဃသစ္စာဆိုတဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပနဲ့ဘာကိုအမှန်မြင်အောင်တွေ့ရမလို့ဆိုဒုက္ခအမှန်မြင်အောင်တွေ့ရဒါဖြင့်မေဃသစ္စာကိုထူထောင်ပြီးတော့ဒုက္ခကိုမြင်ပြီဆိုတော့ဘာအကျိုးရှိတော့ဆိုဒုက္ခသမုဒယကိုဖယ်ရှားပစ်ခြင်းနဲ့ဒုက္ခនិရောဓကိုဆက်ရောက်ခြင်းဆိုဟောဒီအကျိုးတစ်ခုရတယ်လောကဟာတစ်ခုကိုရယူရင်တစ်ခုကိုဖယ်ရတယ်ဆိုတာသဘာဝပဲလေဟိုဘက်ကန်းကူးခြင်းဒီဘက်ကန်းကိုထားခဲ့ရတာပဲဒီဘက်ကန်းကမခွာဘဲနဲ့ဟိုဘက်ကန်းပဲရောက်မလဲခြေလန်းလှမ်းတာတော့မှပထမခြေလန်းကိုပထမခြေလန်းနဲ့ရက်နေရင်ဒုတိယခြေလန်းပဲလာလို့ရဒုတိယခြေလန်းတက်ဖို့ရအတွက်ပထမခြေလန်းကိုဖယ်ရလှေကတိကြီးတက်ပြီဆိုရင်ပထမလှေကတိကိုဖယ်မှဒုတိယလှေကတိရောက်တာလေတစ်ဆင့်ပြီးတစ်ဆင့်အဲ့တော့တစ်ခုကိုစွန့်ပြီးတော့မှတစ်ခုရအဲ့တော့ဒုက္ခသမုဒယကိုစွန့်လိုက်မှဒုက္ခនិရောဓဆိုတာရတာလို့ဒီလိုသဘောပေါက်အဲ့တော့ဒီ၄ချက်အမှန်တမ်းကြောင်းကျိုးစီလျော်မှုရှိအများနာလဲအောင်ပြောရမယ်ဆိုလို့ရှိရင်ဆေးပညာရမှရှုထောင့်နဲ့ကြည့်မယ်ဆိုလို့ဒီ၄ခုဆေးပညာရနဲ့ပြောမယ်ဆိုလို့ရှိရင်ယောဂတဲ့ယောဂဖြစ်ကြောင်းတရားတဲ့ယောဂကိုကုစားခြင်းယောဂကုစားတဲ့နီလန်ဆေးဝါးဒီလေးမျိုးပဲလေယောဂရှိတယ်ဒီယောဂဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတရားရှာအကြောင်းတရားရှာပြီးတော့ဒီယောဂဘယ်ဆေးနဲ့ဘယ်လိုကုရမလဲကုကြောင်းတရားအဲ့ဒါတွေလှုပ်လို့ရှိရင်ယောဂပျောက်ဒီလေးခုပဲသစ္စာတရားဆိုတာဒါပဲသစ္စာတရားဆိုတာဒါပဲ
ယောဂပျောက်ကြောင်းနီလန်းဆေးဝါးနဲ့ယောဂကိုကုတယ်ကုတဲ့အခါမှာယောဂဖြစ်စေတတ်တဲ့အကြောင်းတရားတွေကိုဖယ်ရှားတယ်နောက်ဆုံးယောဂပျောက်သွားတယ်ဟောဒီမှာလည်းပဲအတူတူပဲဒုက္ခဖယ်ရှားခြင်းနဲ့ဆိုလို့ရှိရင်ဒုက္ခဖြစ်ကြောင်းတရားကိုဖယ်ရှားတယ်မေဃသစ္စာဆိုတဲ့နီလန်းနဲ့ဒုက္ခကိုအမှန်မြင်အောင်ကြည့်တယ်ကြည့်တဲ့အခါမှာဒုက္ခသမုဒယကိုဖယ်ရှားတယ်ဒုက္ခនិရောဓကိုရရှိတယ်ဒုက္ခនិရောဓဆိုတာယောဂပျောက်သွားတာပဲပေါ့အဲ့ဒါလို့သစ္စာ၄ပါးဒီပုံစံနဲ့ရသော်ဘုရားကတဏှာဝကလွတ်ဖို့ဆိုတဲ့ဤစနစ်တစ်ခုချမှတ်ပေးတာကမ္မထာအထုတ်တာလည်းပဲဒါပဲလူတိုင်းဟာကမ္မထာအထုတ်ခြင်းဒုက္ခကိုမြင်အောင်ကြည့်ဖို့ဒုက္ခမြင်အောင်ကြည့်တယ်ဆိုတာယုံနဲ့နံကိုကြည့်ခိုင်းတာပြောတာယုံနဲ့ရဲ့သဘာဝတွေကိုသိပြီးယုံနဲ့ရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုသိလာဒါဝိပဿနာဉာဏ်ဖြစ်တဲ့ခေါ်တာသိရတဲ့အခါညီးငွေ့လာတယ်ညီးငွေ့လာတဲ့အခါမှာနောက်ဆုံးမှလွတ်ချင်တယ်လွတ်ချင်လို့လွတ်ရလွတ်ကြောင်းရှာတယ်ရှာတဲ့အခါနောက်ဆုံးမှလွတ်ရဌာနတွေ့သွားတယ်ထပ်ပေါက်ရဒီလိုဆိုလို့လားဘာတွေနဲ့လောက်ရမှာလို့ဆိုမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးကဘယ်သွားရှာမှာတော့ဆိုကိုယ်တဏ္ဍာမှာရှိတာထူတော်တယ်မဟုတ်ဘယ်မှာမှရှိတာမဟုတ်ကိုယ်တဏ္ဍာမှာရှိအသိဉာဏ်တိုးတက်အောင်ကိုယ်ပဲလောက်ရသူများလာလုပ်ပေးတာမဟုတ်ဘူးအဲ့တော့အသိဉာဏ်ရအောင်ကိုယ်ပိုင်ဉာဏ်နဲ့ဒီခုနတွေးတောမှုတွေလုပ်ပေးရမယ်ကိုချင်းသီလတွေနဲ့အားဖြည့်ပေးရမယ်ကြိုးစားအားထုတ်မှုတွေလုပ်ရမယ်အကုသိုလ်တွေဖယ်ဖို့ဆိုးဖို့ကုသိုလ်တွေဖြစ်အောင်လုပ်ဖို့တိုးပွားအောင်လုပ်ဖို့ကိုယ်ခန္ဓာမှာတတိကတ်ထားဖို့စိတ်တည်ငြိမ်အောင်ကြိုးစားမှုဒါတွေနဲ့လုပ်တဲ့အခါကျတော့အမှန်မြင်ခြင်းဆိုတာဖြစ်လာတာလေအဲ့ဒါလို့မလုပ်ဘူးဆိုရင်အမှန်မြင်တာမဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့သစ္စာသိမှအမှန်မြင်တယ်ဆိုတာလာတာအဲ့တော့ဒီသစ္စာ၄ပါးဟာ ever true ဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ်အမှန်မြင်နေတယ်မြတ်စွာဘုရားကအိန္ဒခိလသုတ်တံမှာဟောထားတယ်သစ္စာကိုမမြင်သေးသမျှကလပတ်လုံးတဲ့သူများကိုဆရာတင်ပြီးတော့သူပြောသမျှယုံကြရအောင်ပါပဲဟောသစ္စာမသိသေးတဲ့ပုဂ္ဂိုလ်တွေဘာသာအမျိုးမျိုးကိုယုံကြည်ကြမှာသစ္စာသိပြီဆိုရင်ဘယ်သူမှမယုံတော့အပရပစ္စယောဘယ်သူမှမယုံတော့ဒါဖြင့်ဖယားကိုရောမယုံဘူးလားလို့ဆိုမယုံဘူးလို့ပဲပြောရမှာသိသွားတယ်လေဖယားကိုဖယားလို့သိတာဖယားကိုဖယားလို့ယုံတာနဲ့ဖယားကိုဖယားလို့သိတာနဲ့တူသလားမတူဘူးလားဆိုမတူဘူးတော့ယုံတာနဲ့သိတာတခြားစီဒါကြောင့်မို့ဓမ္မပဒထဲမှာရှင်သာရိပုတ္တရာကအတ္တဒေါအကတိညုစတန်ဋိစေဒောစယောနရောဆိုတဲ့စကားလုံးတွေနဲ့ဂုဏ်ပြုထားတယ်အတ္တဒေါမယုံဘူးသူပြောကိုပြောမယုံဘူးသောတပန်ဖြစ်သွားပြီဆိုရင်အပရပစ္စယောသူများပြောတာမယုံဘူးဘာလို့မယုံတာကိုယ်တိုင်သိတယ်လေကိုယ်တိုင်သိတာဆိုတာယုံတာမဟုတ်ဘူးယုံတာနဲ့သိတာကွဲပြားပါစေပေါ့ယုံတယ်ဆိုတာသူပြောတဲ့စကားပေါ်မှာပဲယုံကြတာလေတစ်ဖက်သားကိုယုံကြတာအဲ့တော့သိတာနဲ့ယုံတာဟာတခြားစီအဲ့တော့ဘယ်သူကိုတော့မှမယုံဘူးသိတာဒီအဓိပ္ပာယ်ကိုပြောတာဒါရင်ဖះကိုမယုံဘူးလားဆိုမယုံဘူးသိတာဒီလိုပြောတာနော်ဖះကိုယုံတာမဟုတ်ဘူးသိတာယုံတယ်ဆိုတာကအသိဉာဏ်ပါကြမှာပါဒါကြောင့်မို့ blind faith လို့ပါတော့ရှိတယ်လေအဲ့တော့ယုံနာနဲ့သိတာတခြားစီဒါကြောင့်မို့လို့သစ္စာသိမှအမှန်မြင်တယ်ဆိုတာတကယ်မြင်တာအဲ့တော့မြတ်စွာဘုရားကဟောထားတယ်သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်မှန်သမျှသူများကိုယုံနေကြအောင်ပါပဲသူသိနိုးနိုးဟိုလူကတော့သိမှာပါဟိုဆရာကတော့သိမှာပါဒီဆရာကသိမှာပါနဲ့ဟိုလူဆရာတင်ဒီလူဆရာတင်ဟိုလူမော့ကြည့်ဒီလူမော့ကြည့်ဒီလိုပဲနေပဲတဲ့သစ္စာသိပြီဆိုလို့ရှိရင်အဲ့ဒီလိုဒုက္ခမျိုးတွေမရှိတော့ဘူးဘယ်သူကမှမယုံတော့ဘူးကိုယ့်ဟာကိုယ်သိပြီဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာအချင်းချုပ်ဒီလိုဟောပြီးတော့ဥပမာလေးတွေဟောတာသစ္စာသိတဲ့ပုဂ္ဂိုလ်ဟာတဲ့
ကြောက်တိုင်တန်တိုင်ကြီးဟာဘလို့ပဲလေတွေတိုက်တိုက်ရွေ့ရှားပြောင်းလဲသွားတာမရှိသလိုပြိုလဲသွားတာမရှိသလိုခိုင်မာသွားတယ်